အားလုံးပဲမင်္ဂလာပါ Women's Health E-Solution Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့တောက်ဖွားမြရဲ့ထူးကူဆရာဝန်ဒေါက်တာအီမွန်ဖြစ်ပါတယ်။ဒီတစ်ပတ်မှာမျှဝေပေးသွားခြင်းတဲ့အကြောင်းအရာကလွန်ခဲ့တဲ့4နှစ်ဒီ channel လေးကိုစလုပ်တော့ကမျှဝေပေးမှုတဲ့ကောင်းစဉ်လေးတစ်ပုဒ်ရှိတယ်ပေါ့နော်။ကလေးရဖို့ခက်ခဲနေတဲ့ဇုံတွဲတွေတည်တင်ထိတိုက်တော့အချက်များနဲ့ဆောင်းရမ်းရှောင်းရမ်းများဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးပူပါတယ်။ဒါပေမဲ့အဲ့ဗီဒီယိုရဲ့ comment box မှာအခုထိအမေးများနေတဲ့မေးခွန်းတစ်ခုကတော့ကျမတို့ကအိမ်အောင်ကြတာကြာပြီးတစ်နှစ်ရှိပြီးနှစ်နှစ်ရှိပြီးစသဖြင့်ပေါ့နော်ဆိုတော့ခလေးရဖို့ခက်ခဲနေပါတယ်ဘယ်ကနေစပြီးစစ်ဆေးတင်လဲဆိုရယ်မိကုန်းကအရန်မေးများပါတယ်အဲ့ဗီဒီယိုလေးမှာတော့တုံတွဲတွဲကခလေးရဖို့ဆိုရင်ဘာအချက်တွေနဲ့ပြည့်စုံရမယ်မရဘူးဆိုရင်ဘလို့အကြောင်းအရာတွေဖြစ်နိုင်တယ်ဘလို့စစ်ဆေးရမယ်စောင်းရန်ရှောင်းရန်ဘလို့နေရမယ်တွေကိုအသေးစိတ်ပြောပြပေးထားပါတယ်ဒီဗီဒီယိုထဲမှာတော့ကလေးမရတဲ့ဇုံတွဲတွေဘာတွေစစ်ဆေးတင်လဲဆိုတဲ့အကြောင်းအရာကိုပဲအသေးစိတ် focus လုပ်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးစစ်ဆေးမယ်ဆိုရင်ဘယ်အချိန်မှာစစ်ဆေးတင်လဲဆိုရင်တော့ဇုံတွဲတစ်တွဲကကလေးရဖို့စူးစမ်းနေတာတစ်နှစ်ရှိပြီးကလေးမရသေးဘူးဆိုရင်စတင်စစ်ဆေးတင်ပါတယ်အကယ်၍အမျိုးသမီးရဲ့အသက်က35နှစ်အထက်ဖြစ်မယ်ဆိုရင်တော့6လစူးစမ်းပြီးလို့ကလေးမရသေးဘူးဆိုရင်စတင်စစ်ဆေးဖို့လိုအပ်ပါပြီစတင်စစ်ဆေးရဲ့အချိန်မှာအမျိုးသားအချမ်းနဲ့အမျိုးသမီးအချမ်းဆိုပြီးတော့နှစ်ချမ်းစဉ်းစားသင့်ပါတယ်အမျိုးသားဘက်ကအချမ်းကိုစစ်ဆေးဖို့အတွက်အမျိုးသားတုပ်ပိုးစစ်ဖို့လိုအပ်ပါတယ်တုပ်ပိုးစစ်ပုံစနစ်ကတော့ခွဲခန်းအောင်သွားဖို့လိုအပ်ပါမယ်တုပ်ပိုးစစ်ဖို့ရက်မတိုင်ခင်3ရက်အလိုမှာအမျိုးသားနဲ့အမျိုးသမီးကာမဆက်ဆက်ရှင်ကိုရှောင်ကျဉ်ထားရပါမယ်ပြီးရင်တော့စစ်မဲ့နေ့မှာခွဲခန်းကိုသွားပြီးတခွဲခန်းကပြီးတဲ့ plastic crack ထဲမှာအမျိုးသားရဲ့တုပ်ပိုးကိုထည့်ပေးဖို့လိုအပ်ပါတယ်ဒီလိုစစ်ဆေးခြင်းအပြင်အမျိုးသားတုပ်ပိုးကောင်းတယ်မကောင်းဘူးလှုပ်ရှားမှုပုံပန်းတံဒါတွေကိုသိရှိပြီးတော့ဒါအမျိုးသားပြဿနာမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကဒါမှတစ်ပိုင်းပြီးသွားပါပြီအဲ့တော့အမျိုးသားတုပ်ပိုးအောင်ခဲ့မယ်ဆိုရင်တော့နောက်ထပ်ကျွန်တော်တို့စစ်ဆေးရမယ့်အပိုင်းကတော့အမျိုးသမီးဘက်အချမ်းကိုစစ်ဆေးဖို့လိုပါတယ်အမျိုးသမီးဘက်ကိုစစ်ဆေးတော့မယ်ဆိုရင်တော့ပထမအဆုံးစစ်ဆေးတင်တာက TB တက်မှန်လို့ခေါ်တဲ့ ultrasound စစ်ဆေးဖို့လိုအပ်ပါတယ်ultrasound ရိုက်ခြင်းအပြင်အမျိုးသမီးရဲ့တအိမ်မှာအသားလုံးတွေသွေးလုံးတွေရှိမရှိကိုသိရှိနိုင်ပါတယ်ဒုတိယစစ်ဆေးရမှာတော့အမျိုးသမီးရဲ့တာဥအိမ်ကနေမမျိုးဦးတလားတစ်ခါကျွေးမကျွေးကိုစစ်ဆေးဖို့လိုအပ်ပါတယ်အကြမ်းမြင်သိရှိနိုင်တာကတော့အမျိုးသမီးတစ်ယောက်ကတလားတစ်ခါရာသီပုံမှန်လာတယ်ဆိုရင်တော့ဒီအမျိုးသမီးကိုဥကျွေတယ်လို့ယူဆလို့ရပါတယ်ထပ်ပြီးသိရှိနိုင်တဲ့နည်းလမ်းတွေကတော့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ progesterone ဆိုတဲ့ hormone level ကိုတိုင်းတာခြင်းအပြင်လည်းအမျိုးသမီးကဥကျွေမကျွေကိုသိရှိနိုင်ပါတယ်တတိယစစ်ဆေးတင်တာကတော့အမျိုးသမီးရဲ့တာဥအိမ်ထဲမှာမမျိုးဥလုံလောက်ကျန်သေးသလားဆိုတဲ့ level ကိုတိုင်းတာတယ် anti-mullerian hormone လို့ခေါ်တဲ့ AMH level ကိုတိုင်းတာဖို့လိုအပ်ပါတယ်အဲ့တော့ AMH level ကအမျိုးသမီးတယောက်ရဲ့အသက်အရွယ်ပေါ်မူတည်ပြီးတော့အပြောင်းလဲရှိပါတယ်ပုံမှန်အားဖြင့်ဆိုရင်တော့အမျိုးသမီးရဲ့ခန္ဓာကိုယ်မှာ AMH level 10 to 28 picomole per liter သို့မဟုတ်1 to 4 nanogram per millimeter အတွင်းရှိမယ်ဆိုရင်တော့ဒီအမျိုးသမီးရဲ့ဥအိမ်ထဲမှာမမျိုးဥအလုံးအလောက်ကျန်သေးရဲ့လို့သတ်မှတ်လို့ရပါတယ်အဲ့တော့ AMH level ကအမျိုးသမီးရဲ့အသက်နဲ့အများကြီးမူတည်ပါတယ်အသက်ကြီးလာတဲ့အမျှ AMH level ကတဖြည်းဖြည်းနည်းနည်းသွားတတ်ပါတယ်စတုထစစ်ဆေးရမယ့်အပိုင်းကတော့အမျိုးသားရဲ့တုပ်ပိုးနဲ့အမျိုးသမီးရဲ့မမျိုးဥတွေ့ဆုံတဲ့ဒီဥပြွန်ပွင့်မပွင့်ကိုစစ်ဆေးဖို့လိုအပ်ပါတယ်ဥပြွန်ပွင့်မပွင့်စစ်ဆေးတာကပုံမှန် ultrasound ရိုက်ရုံနဲ့မလုံလောက်ပါဘူးဥပြွန်ပွင့်မပွင့်ကိုစစ်ဆေးတာကအမျိုးသမီးရဲ့ဥပြွန်တွေကိုဆေးရည်ထည့်ပြီးတော့ဒီဆေးရည်လေးကဥပြွန်အတွင်းတစ်လျှောက်လုံးစီးဆင်းမှုရှိမရှိကို ultrasound သို့မဟုတ်ဆေးဓာတ်မှန်ရိုက်ခြင်းအပြင်စစ်ဆေးဖို့လိုအပ်ပါမယ်ဒီလိုနည်းအပြင်ဇုံတွဲတွေမှာကလေးမရနိုင်တဲ့အကြောင်းအရာကိုကျွန်တော်တို့သိရှိနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားရမှာကဒီလိုမျိုးစစ်ဆေးမှုတွေလုပ်ပြီးသွားသည့်တိုင်အောင်တခါတရံမှာဘာအကြောင်းကြောင့်မှမသိကလေးမရနိုင်တဲ့ဇုံတွဲတွေကိုလည်းအများကြီးတွေ့ရှိရပါတယ်ဒီလောက်ဆိုရင်တော့ကျမတို့အိမ်အောင်ကြတာကြာပြီးကလေးမရသေးဘူးဘယ်ကစစ်ဆေးရမလဲဆိုတာကိုနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ဇုံတွဲတွဲကအိမ်အောင်ကြပြီးတစ်နှစ်တိတိကလေးယူဖို့စူးစမ်းပြီးမယ်ကလေးမရတော့တဲ့အခါမှာစတင်စစ်ဆေးသင့်ပါတယ်အသက်35နှစ်အထက်ဆိုရင်6လအကြာမှာစစ်ဆေးသင့်ပါတယ်စစ်ဆေးသင့်တာရတော့နံပါတ်1အမျိုးသားတုပ်ပိုးစစ်ဆေးရပါမယ်နံပါတ်2အမျိုးသမီးဘက်က ultrasound လို့ခေါ်တဲ့ TB ဓာတ်မှန်ရိုက်ရပါမယ်
နံပါတ်3တလားတစ်ခါဥကြွေမကြွေကိုစစ်ဆေးဖို့ဟော်မုန်း level စစ်ဆေးဖို့လိုအပ်ပါမယ်နံပါတ်4အမျိုးသမီးရဲ့ဥအိမ်ထဲမှာမာမျိုးဥလက်ကျန်ကြန့်ရှိမှုကိုသိရှိဖို့အတွက် anti-mullerian hormone လို့ခေါ်တဲ့ AMH level ကိုစစ်ဆေးဖို့လိုအပ်ပါမယ်နံပါတ်5ကတော့အမျိုးသမီးရဲ့ဥပြုံပွင့်မပွင့်ကိုစစ်ဆေးဖို့အတွက် tubal patency test လို့ခေါ်တဲ့ဆေးဓာတ်မှန်ရိုက်ဖို့လိုအပ်ပါမယ်ဒီလောက်ဆိုရင်တော့ကလေးမရရဲ့စုံတွဲတွေအနေနဲ့ဘယ်အစစစ်ဆေးတင်တယ်လဲဘာတွေစစ်ဆေးရမလဲဆိုတာကိုအကြမ်းမြင်နားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။နောက်ထပ်လည်းအမျိုးသမီးကျန်းမာရေးဗဟုသုတဗီဒီယိုတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ဒီ channel ကို like and subscribe မလုပ်ရသေးဘူးဆိုလည်းလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။